အခုကတော့တောက်ရည်ဖြစ်နေရပဲဖြစ်ပါတယ်ကိုယ့်ရဲ့နေ့စဉ်အလုပ်လေးပဲဖြစ်ပါတယ်ဒါကတော့တောက်ရည်ပုံလေးတွေရေးဖြစ်နေရပဲဖြစ်ပါတယ်ရေးဖြည့်လိုက်ပြုံးပြလိုက်ပေါ့ကင်မရာပြီးတော့ရေးဆွဲလာတယ်ရေးဖြည့်တယ်ပေါ့နော်ဒါကတော့ဖြည့်ပြီးပြည့်သွားတဲ့အချိန်လေးပဲဖြစ်ပါတယ်ရှင်ဟောရေးဖြည့်ပြီးတော့ပါပြီတာလူခေါ်ကြပါနော်အိုက်လိုက်တာအရန်ပဲဦးဝေပေါ်ရောက်ပြီးမောင်းပြီးတော့သွားပြီပေါ့နော်ဘယ်သွားမလဲဆိုတာတစ်ချက်ကြည့်လိုက်တရေစီကိုမောင်းနေရပဲဖြစ်ပါတယ်ဒါတရေစီကိုသွားတဲ့လမ်းပေါ့တရေစီရအောင်ဘာလို့မလဲဆိုတော့တစ်ချက်လောက်ကြည့်ပေးပါဘယ်သူမှမပါပဲဥဝေပေါ်မှာပြုံးပြနေရဒါတရေစီကမာကြီးဆိုးဆိုင်မှာဝင်ပြီးတော့မုတ်တီတဝင်းဝင်နေရပဲဖြစ်ပါတယ်မုတ်တီတုပ်ဆောင်အဆိုင်ရင်းနဲ့ဗီဒီယိုရိုက်တယ်တယောက်တည်းရိုက်တယ်စောင်းနေပေါ့နော်စပင်းလေးကိုခါတယ်ပေါ့တော့ရပြီမုတ်တီတုပ်ကရလဲရရောယူတယ်ပေါ့ဒါကတော့ဘုန်းကြီးကျောင်းလူမဲ့ချက်မောင်ရွက်တွေခရမ်းချစ်တီတွေပေါ့ဆက်ပြီးတော့သွားရပေါ့တရေစီကသွားပြီးတော့ခုဖုန်းချောင်းရောက်ပြီးတော့တောက်ရည်ထပ်ပြီးတော့ဖြည့်တယ်ပေါ့လမ်းပေးရေဦးစဉ်ဖြည့်ဖို့ရေဖြည့်တဲ့ရင်းလဲဗီဒီယိုလေးရှောက်ရိုက်တယောက်တည်းလဲပြုံးပြနေရပဲလှန်နော်အဲ့လိုပဲတရွက်တွေလဲရှောက်ဆွဲတာပဲရေဖြည့်ရင်းနဲ့လဲအဲ့လိုပြေးရေပုံးကြီးကင်ပြီးပြေးနေရပေါ့ဒါကတော့တယောက်တည်းကင်မရာပြုံးပြနေရပေါ့ရေဆွဲသွားတယ်ရေဦးစဉ်ရှည်ရောက်ပြီပေါ့ရောက်တဲ့အချိန်မှာဖြည့်ပြီးသွားပြီပေါ့ကိုကြတောက်ရဖြည့်ပြီးသွားပြီတဲ့ပြောနေရပဲဖြစ်ပါတယ်ဒီနေ့လည်းအောင်မြင်သွားပါပြီတဲ့တာတုခေါ်ဆိုကြပါလို့